တော့တနာစရာကောင်းတဲ့ကလေးလေးအကြောင်းလက်ဆက်ပြမှာဖြစ်ပါတယ်။ဒီတိုးနေစမ်းနေမလားမနေဘူးလားစကလေးကွာကြိုင်းထားရင်လုံးနဲ့ဒီမှာနေရလိုက်တော့ကဲနေဘွားတော့ဒီမှာပြီးဆုံးသွားပြီနဲ့မွေးရတယ်မအဲ့နေလိုက်တော့နေမှာစားနေပြီနဲ့ငါမတနာဘူးမနဲ့ငါပြန်မတနာဘူးအဲ့မှာတလုံးနေလိုက်တော့ကွာသူ့ပြောတာအချိန်ကြီးကြအဲ့တော့ဒါနဲ့အဲ့ရထွက်သွားပါလေရောခလေးလေးကလည်းချမ်းနေပြီးဘာကြီးဆောင်လို့ဝင်နေရပါပဲဟိုနဲ့သူလေဟိုဘကဒါမသိတဲ့ရှိကိုတွားခဲ့ပါတယ်ခဏအမိုက်တီပဲရှိသေးပါတယ်သူမိုက်တီရဲ့ရှားဖို့လုပ်ခဲ့ရတယ်မိုက်တွေမှာနိုးဘူးအပုတ်တွေပူရီတက်နေတဲ့နိုးဘူးကိုသူကတောက်နေခဲ့ပါတယ်တောက်ပြီးတော့အိပ်ကျော်သွားပါတယ်အဲ့ခါမှအိပ်ကျော်သွားတော့အနန္တတရားလည်းမကောင်းပေါ့အဲ့မှာချီးတွေပါချပါပြီရောဟုတ်အားလုံးတမ်းမမိုင်းနော်ဟုတ်အားလုံးစိုးရိမ်နော်တမ်းမမိုင်းနော်ချီးတွေပါချခဲ့အဲ့ချင်မှာတစ်ခါထပ်ပြီးဝိုးပါလီရောဟိုတော့သူကတော်တော်စိတ်ညစ်သွားပြီသူ့ရဲ့ဘွားအိမ်မနေစားသိမ်းသွားပါလီရောအဲ့တော့ဘုရားရှင်